အဝတ်စားမတတ်မရက်နဲ့မိန်းကလေးတယောက်ရက်နေတာကိုအမျိုးသားကတွေ့သွားပါတယ်သူကသူ့ရဲ့ဂျာကင်အင်ဂျီကိုချက်ချင်းချွတ်ပြီးမိန်းကလေးကိုခြုံပေးလိုက်တယ်ပြီးတော့တခြားဘက်ကိုလှည့်ပေးထားလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးကသူမရဲ့ကိုယ်ပိုင်ဝတ်စားတွေကိုပြန်ဝတ်လိုက်ပြီးသူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အမျိုးသားတယောက်ကသူ့နောက်ကနေရောက်လာပြီးဓာတ်နဲ့ထောက်ကပတ်စံတောင်းပါတယ်အမျိုးသားကပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့လက်နှစ်ဖက်ကိုအသာတကြီးမြောက်ပေးလိုက်ပါတယ်အကြံအောင်သွားပြီဖြစ်တဲ့မိန်းကလေးကအမျိုးသားရဲ့အိတ်ကက်တွေကိုနှိုက်ရှာတဲ့အခါမှာတော့ရဲအရာရှိကတစ်ခုကိုတွေ့သွားပါတယ်သူမကချက်ချင်းပဲသူမရဲ့အဖော်ဖြစ်သူကိုတတိပေးလိုက်ပြီးထိုလူကရဲကိုတွန်းထုတ်ကထွက်ပြေးသွားပါတယ်ရဲအရာရှိကတော့တုံ့ပြန်မှုနေနေတဲ့မိန်းကလေးကိုဖမ်းမိသွားပါတယ်သူတို့နှစ်ယောက်မိန်းကလေးရဲ့အိမ်ရှိကိုရောက်လာတဲ့အခါမှာတော့ဖခင်ဖြစ်သူကအခြေအနေကိုကြားပြီးအံ့ဩသွားပါတယ်လိမ္မာတယ်လို့ထင်ရတဲ့သမီးဖြစ်သူကလူမိုက်တွေနဲ့ပေါင်းပြီးအခုလိုတွေလုပ်နေမယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူးဖခင်ဖြစ်သူကရဲအရာရှိကိုကျေးဇူးတင်စကားပြောပြီးသမီးကိုအိမ်ထဲဝင်ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာရဲအရာရှိကဖခင်ရဲ့လက်မှာဂိုင်းစတာတတူရှိနေတာကိုတတိထားမိသွားပြီးရိပ်မိသွားပါတယ်သူကအိမ်ထဲဝင်ပြီးကော်ဖီတောက်ချင်တယ်လို့အကြောင်းပြပေမဲ့ဖခင်ဖြစ်သူကကော်ဖီမရှိဘူးလို့ညင်းပါတယ်ဒါပေမဲ့ရဲအရာရှိကရေပဲတောက်မယ်လို့ထပ်ပြောတာကြောင့်မတက်တာပဲအိမ်ထဲကိုဖိတ်လိုက်ရပါတယ်ရဲအရာရှိကရေတောက်ရင်းနဲ့ဖခင်ဖြစ်သူကိုစကားနိုင်ကြည့်နေတော့မှပဲထွက်ပြေးသွားတဲ့လူမိုက်ကပြန်ရောက်လာပါတယ်ဖခင်ဖြစ်သူကဒါဟာသူ့ရဲ့သားကြီးဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပြီးရဲအရာရှိကိုဝိုင်းပြီးဖမ်းဆီးလိုက်ကြပါတယ်ရဲအရာရှိကိုကိုတောင်ထဲမှာကျိုးတုပ်ထားပြီးမိန်းကလေးကိုသူ့ကိုလွှတ်ပေးဖို့တောင်းဆိုခိုင်းပါတယ်မိန်းကလေးကတော့ကြောက်တာကြောင့်မလုပ်ရဲပါဘူးရဲအရာရှိကသူမကိုဒီနေရာကနေခေါ်ထုတ်သွားပေးမယ်လို့ပြောပေမဲ့မိန်းကလေးကတော့ရဲအရာရှိကိုစင်ဒဝစ်ကျွေးပြီးဒါကိုစားပြီးမှထွက်ပြေးဖို့အင်အားရှိမယ်လို့ပြောပါတယ်မိန်းကလေးမိဖို့ကြောင့်လည်းရောက်သွားတဲ့အခါရဲအရာရှိရဲ့ပစ္စည်းတွေစပွဲပေါ်မှာရှိနေတာကိုတွေ့ရပါတယ်သူမကသူမရဲ့အကိုဖြစ်သူကိုနောက်ထပ်ဘယ်မျိုးကိုတွားကြမလဲလို့မေးတဲ့အခါအကိုဖြစ်သူကဒီမှာပဲအခြေချမှာဖြစ်ပြီးဒီရဲကိုတက်ပြစ်ရမယ်လို့ပြောပါတယ်မိန်းကလေးကချက်ချင်းကန့်ကွက်ပေမဲ့အကိုဖြစ်သူကသူမကိုအတုံးချဖို့သာကြံစီနေပါတယ်ကိုတောင်ထဲကအတန်ကြားတာကြောင့်လူမိုက်ကရဲအရာရှိရဲ့တနက်ကိုယူပြီးတွားကြည့်တဲ့အခါရဲအရာရှိကပစ္စည်းရှာနေတာကိုတွေ့ပါတယ်သူတနက်နဲ့ပြစ်မဲ့လုပ်တဲ့အချိန်မှာပဲမိန်းကလေးကနောက်ကနေရိုက်ချလိုက်ပြီးရဲအရာရှိကိုထွက်ပြေးဖို့ပြောပါတယ်ရဲအရာရှိကသူမကိုပါခေါ်သွားခြင်းပေမဲ့မိန်းကလေးကသူမဟာမိသားစုနဲ့ပဲနေချင်တယ်လို့ညင်းပါတယ်အဲ့ဒီအချိန်မှာဖခင်ဖြစ်သူရောက်လာပြီးရဲအရာရှိကမိန်းကလေးကိုကောက်ွယ်ပေးလိုက်ပါတယ်မိန်းကလေးကတနက်ကိုကောက်ကင်ပြီးရဲကိုတက်တာမကောင်းဘူးကျမတို့တခြားမျိုးကိုပြောင်းပြီးဘဝသစ္စာရအောင်လို့အတနာခံပါတယ်ဖခင်ဖြစ်သူကတနက်ကိုသူ့ကိုပေးဖို့ချုံမော့ပြောဆိုပြီးသူမကိုဖက်ကနှစ်သိမ့်ပေးပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖခင်ဖြစ်သူကရဲအရာရှိကိုပြစ်လိုက်ပါတယ်ဒါပေမဲ့ကြီးစံမရှိပါဘူးကြီးစံတွေကိုကြိုးထုတ်ထားတာဖြစ်ပြီးသူမကရဲအရာရှိပြောသလိုပဲလူဆိုးဆိုတာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုနားလည်သွားပါတယ်နောက်ဆုံးမှာတော့တားအဖနှစ်ယောက်လုံးကိုဖမ်းဆီးသွားပါတော့တယ်